မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာတွေကတော့ဗုဒ္ဓစာပေတွေကတုတ်တာနှစ်ခုကနေကောင်းထုတ်ထားတာပါရှင် ဟုတ်ကဲ့ပထမတစ်ခုကတော့ကန္နတသလာတော့ပို့ကောသလမင်းကြီးပသိန်းနရီနဲ့မြတ်စွာဘုရားတို့ရဲ့အမိဖြေဒီပါနောက်တစ်ခုကတော့တိုင်နာနတာဆိုတဲ့နတ်တစ်ပါးကမြတ်စွာဘုရားကိုလာလျှောက်ထားတဲ့ဂါထာတွေနော်ဟုတ်ပါတယ်ဒီနှစ်ခုကိုကြည့်ပြီးတော့ဘဟုတုတလူမှုအလွာအမြင်နတ်တေရဲ့တဘာဝအထူးသဖြင့်ဝိမု ക്തി လမ်းအတွက်အားထုတ်မှုကဘလို့အရေးပါတယ်ဆိုတာကိုလေ့လာကြမှာပါကောင်းပါပြီကနကထလာတုတ်ကိုအရင်ကြည့်အောင်အဲ့ဒီမှာပသိနဒီမင်းကြီးကတပတ်ညွတ်တညာနဲ့ပတ်သက်ပြီးမေးတာလေးစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်တယ်မင်းကြီးကဖះကိုလာလျှောက်တာကအရှင်ဖះကအရာအလုံးကိုတပြိုင်နက်တည်းသိမြင်နေတဲ့သမဏဗျမနာမရှိဘူးလို့မိန့်တယ်ကြပါတယ်ဆိုပြီးလို့လေအဲ့ကဟုတ်ပါသလားပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဘလို့များရှင်းပြခဲ့ပါသလဲတပြိုင်နက်တည်းအကုန်မသိဘူးဆိုတာကိုလေမြတ်စွာဘုရားကရှင်းပြတာကတော့ဟုတ်တယ်တခဏချင်းမှာအကုန်လုံးကိုပေါင်းပြီးတော့တပြိုင်နက်တည်းသိနေမိနေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အတိတ်အနာဂတ်ပစ္စုပန်သုံးပါးစလုံးကိုအလိုရှိရာအလိုရှိတဲ့အချိန်မှာအစဉ်စဉ်ဆင်ခြင်သုံးသပ်ပြီးတော့သိနိုင်တယ်မြင်နိုင်တယ်လို့ဒီလိုဖြေကြားခဲ့တာပါဆိုတော့အတိညာတော်ရဲ့အတိုင်းအာရာကိုရှင်းပြတာတဘောပေါ့နော်မင်းကြီးကအမျိုးဆက်၄ပါးကိစ္စမေးပြန်ရောဟုတ်တယ်မင်းပုံနာကုံတယ်သူစင်ရဲဆိုပြီးတော့လောကီမှာတော့အလေးပေးမှုกว่าပြီမဲ့တမလွန်အကျိုးအတက်ရောกว่าဒီလားပေါ့ဒါကတကယ်အရေးကြီးတဲ့မေးခွန်းပဲနော်အဲ့ဒီမှာမြတ်စွာဘုရားရဲ့အဖြေကတကယ်ကိုထင်ရှားတယ်လောကအမြင်မှာဇက်ကွေးပြားမှုရှိနိုင်တယ်ဒါပေမဲ့တမလွန်အကျိုးနဲ့ဝိမှုတ္တိလမ်းအတွက်ကြတော့အစွန်းအဖျက်ပေးမှာကဇက်မဟုတ်ဘူးဟုတ်ကဲ့လူတယောက်ရဲ့အတွင်းအရေးတွေအင်္ဂါ၅ပါးသာဖြစ်တယ်လို့မိခဲ့တယ်အဲ့ဒီအင်္ဂါ၅ပါးကတတ္တာကျမ်းမာခြင်းရိုးသားဖြောင့်မတ်ခြင်းဝိရိယပြီးတော့ပညာနော်ဟုတ်တယ်ဒါတကယ်ကိုအရေးပါတဲ့အချက်ပဲမွေးဖွားရာနောက်ခံတဲ့ကိုတွင်းအရေးချင်းတွေကပိုအဓိကကြတယ်ဆိုတဲ့သဘောလေအဲ့ဒီအတိုင်းပါဒါပေမဲ့အဲ့ဒီအင်္ဂါ၅ပါးပြည့်စုံနေရင်တောင်မှအာထုံမှုဝိရိယမှာကွာခြားမှုရှိခင်ရလက်ကကွာနိုင်သေးတယ်ဆိုတော့ကိုလည်းချက်ရှင်းပြလဲဟုတ်ကဲ့ဥမာလေးနဲ့နော်ဆုံးမထားတဲ့စင်မြင်းနွားနဲ့ဟုတ်တယ်မဆုံးမရသေးတဲ့တရားချန်နေနဲ့ရှင်းပြတာပေါ့အရေးချင်းရှိုံနဲ့မပြီးဘူးအဲ့ဒါကိုအတောချပြီးစ조사ဖို့လိုသေးတယ်ဆိုတဲ့သဘောဒါမဲ့အကယ်လို့များအဲ့ဒီအရေးအချင်းတွေရောစ조사အားထုတ်မှုပါတူညီချက်မယ်ဆိုရင်တော့ဇတ်အနိအမြင်ကြောင့်မက်ဖို့ရတာမှာကွာခြားမှုမရှိဘူးဆိုတာကိုအဲ့ဒါကိုထင်းဦးမှနဲ့ရှင်းပြတာကျွန်းအင်ဂျင်ထရဲရေတပံဘလို့ထင်းအမျိုးအစားကဖြစ်တဲ့မီးမွေးလိုက်ရင်ထွက်လာတဲ့မီးတောက်အယောင်ဝါအချင်းရစတော့တူတူပဲဟုတ်ကဲ့တိတ်ရှင်းလင်းတဲ့ဥမာပဲနော်ဆိုတော့စ조사မှုမှန်ကန်ရင်ရလက်ကမူလဇက်မြအပေါ်မှာမူတည်ဘူးမှန်ပါတယ်ပြီးတော့မင်းကြီးကနတ်တွေချမာတွေရှိသလားတို့လူပြည်ပြန်လာနိုင်လားဆိုတာမေးတယ်အဲ့ဒါကိုရောဖះကဘလို့ရှိတယ်လို့အတည်ပြုတယ်ပြီးတော့လူပြည်ပြန်လာခြင်းမလာခြင်းကစေတသိက်ကဒုက္ခခေါ်တယ်စိတ်အဆင့်အတန်းစိတ်ဆင်းရဲမှုရှိမရှိပေါ်မှာမူတည်တယ်လို့ဖြစ်တယ်။အော်စင်ငင်းအေးတဲ့အနတ်ပြမာတွေကဒီဘက်ကိုပြန်မလာကြတော့ဘူးပေါ့။အဲ့ဒီသဘောမျိုးပဲ။အဲ့ဒီမှာဝိတုဒုဘစစ်သူကြီးကမေခွန်းတစ်ခုကြားဖြတ်မေးတယ်။ဟုတ်လား။ဘာများလဲ။အရှင်အာနန္ဒာကိုမေးတာအောက်ဘုံကနတ်ကအထက်ဘုံကနတ်ကိုနင်းထုတ်နိုင်သလားပေါ့။စိတ်ဝင်စားဖို့ကောင်းတယ်မေးခွန်းနဲ့အရှင်အာနန္ဒာကပသနိတိမင်းကြီးရဲ့အာနာဆက်ဥပမာနဲ့ပြန်ချေတယ်။မင်းကြီးရဲ့အာနာကကိုယ်ပိုင်နတ်မှာပဲတက်ရောက်တယ်လို့ပေါ့အာနာမတက်ရောက်တဲ့နေမြလူကိုမစီရင်နိုင်ဘူးဟုတ်ကဲ့ပြီးလို့မင်းကြီးကိုယ်တိုင်တော့ကာဝရင်သားကိုမမြင်နိုင်ရင်အလားတူပဲအောက်နှပ်ပြေပုဂ္ဂိုလ်ကပုံမြင့်တဲ့ပုံကပုဂ္ဂိုလ်ကိုဘယ်လိုလုပ်နှင်ထုတ်နိုင်မှာလဲဆိုပြီးရှင်းပြလိုက်တာအော်ယုတ်တိရှိလိုက်တာဒီရှင်းနေချက်ဒီကြောင့်မင်းကြီးကကျင်းနှပ်ပြီးပြန်သွားတာထင်မယ်ဟုတ်ပါတယ်ဆိုတော့ဒီကနကထလတော်ကအတွင်းရည်တွင်နဲ့စူးစမ်းမှုကအဓိကဆိုတော့ကိုတော်တော်လေးရှင်းရှင်းလင်းပြသွားတယ်အဲ့ဒီစူးစမ်းအားထုတ်မှုဆိုတဲ့အချက်ကိုပဲပို့ပြီးတော့အလေးပေးထားတဲ့နောက်ထပ်နေရာရှိသေးတယ်နော်ဟုတ်ကဲ့အဲ့ဒါကတော့တာယနာနတရဲ့ဂါထာတွေပဲညင်တန်းခံကြီးရောက်လာပြီးမြတ်စွာဘုရားကိုတိုက်တွန်းလျှောက်ထားရတာဆိုတော့အကြောင်းအရာကလည်းတကယ်ကိုအရေးကြီးလို့ဖြစ်မယ်ဟုတ်တယ်တာယနာနတကအဓိကလာလျှောက်ထားတာကလုံလစိုက်ထုတ်ပြီးတော့တဏှာရင်ကိုဖျက်ဖို့ပဲအထူးတပြည့်ကာမဂုဏ်တွေကိုပယ်ဖို့တိုက်တွန်းတယ်ကာမဂုဏ်မပယ်ရင်စံတမာဘတ်မရနိုင်ဘူးလို့ဆိုတယ်နော်မှန်ပါတယ်ပြီးတော့လုံငတ်ကိုလည်းမဆုတ်မနဲ့မြဲမြံစွာအားထုတ်ဖို့လုံလရောတဲ့ယဟန်ကကိလေသာမျိုးမုံတွေကိုပို့ပြီးဖြန့်ကျက်တယ်လို့ဖြစ်တယ်ဆိုပြီးတော့တတိပေးသွားတယ်သူတိုက်တုံးချက်တွေမှာကောင်းမှုမကောင်းမှုအကျိုးဆက်တွေကိုလည်းနှိုင်းချင်ပြထားသေးတယ်မဟုတ်လားပါပါတယ်မကောင်းမှုမလုပ်တာအကောင်ဆုံးပဲဘာလို့လဲဆိုတော့နောင်တရစီရမလို့ဘူးလေဟုတ်ကဲ့
ကောင်းမှုလို့ရင်တော့နောင်တမရလို့ချမ်းသာတယ်ပြီးတော့မကောင်းတဲ့ဖြင့်ကျင့်သုံးတဲ့ယဟန်ကိုသမမ်းမြတ်ဥပမာပေးထားတာကကြောက်စရာပဲ ဘလို့ဥပမာပါလဲ သမမ်းမြတ်ကိုမကင်တက်ရင်လက်ကိုပြန်ရှက်တယ်လို့ပဲမကောင်းတဲ့အကျင့်ကကိုပြန်ထိထိုက်ပြီးငရဲထိဆွဲချသွားနိုင်တယ်ဆိုတာမျိုး အင်မီတန်ဖင်းထန်တဲ့တတိပေးချက်ပဲ ဟုတ်တယ်ပေါ်ပေါ်ဆဆလောက်တဲ့ကံညှဉ်းနှွမ်းတဲ့အကျင့်ယုံမတန်တရားနဲ့ကျင့်တဲ့အကျင့်မြတ်တွေကအကျိုးမများဘူးဆိုပြီးတော့အတိအစင်ပြောထားတယ် ဒီလောက်ပြင်းပြတဲ့နတ်သားရဲ့တိတ်တွင်းချက်တွေကိုမြတ်စွာဘုရားကိုယ်တိုင်ကအတိမတ်ပြုပြီးယဟန်တွေကိုတင်ယူမတတ်ဟုတ်မင်းနေဆိုတာကတကယ်ကိုအရေးပါလို့ပဲဖြစ်မယ်နော် ဟုတ်ပါတယ်အကျိုးစီးပွားနဲ့ဆက်တဲ့အကျင့်မြတ်ရဲ့ရှေ့သွားဖြစ်တယ်လို့တော့အတိမပြုခဲ့တာ ဒီတဲ့နှစ်ခုကိုခြုံကြည့်လိုက်ရင်ကျမတို့ဘာကိုအဓိကတည်သွားလို့ရမလဲ အဓိကအချက်ကတော့ရှင်းပါတယ်တကယ်တမ်းလူမျိုးရေးလမ်းကိုရှောက်တဲ့အခါမှာအဆုံးဖြတ်ပေးတာကလူမှုနောက်ခံစအနေအမြင့်လုံးဝမဟုတ်ဘူး ဟုတ်ကဲ့ ကိုယ်ပိုင်အရေးချင်းဖြစ်တဲ့အဲ့ဒီအင်္ဂါ၅ပါးတဒ္ဒါဝိရိယပညာအဆက်ရှိတာတွေနဲ့မစုံမနစ်တဲ့စ조사အားထုတ်မှုကသာအဓိကကြတယ်ဆိုတဲ့အချက်ပါပဲ ကြာရင်နာနဲ့သားရဲ့စကားတွေကလည်းကာမဂုဏ်တဲ့တဏှာကိုကြော်လွှားဖို့လုံလောက်ကိုမြင်းမြတ်မဟုတ်တကယ့်ကိုလက်တွေ့ကြတဲ့နိုးစော်ချက်တွေပဲလို့ထင်တယ် ဟုတ်ပါတယ်ကောင်းမှုရဲ့ချမ်းသာမကောင်းမှုရဲ့နောင်တဆိုတာတွေကိုရှင်းပြတာကနေ့စဉ်ဘဝမှာကိုယ်စိတ်ကိုယ်ပြုမှုကိုစမ်းစစ်ပြီးတော့မှန်ကန်ရာကိုရွေးချယ်အားထုတ်ဖို့အများကြီးအထောက်အကူဖြစ်စေတယ်လေ နောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုကနတ်တေပြမာတွေလိုမင်းနဲ့ပုံရုံနေတဲ့သူတွေတောင်သူတို့ရဲ့စိတ်အခြေအနေပေါ်မူတည်ပြီးကွာခြားနိုင်သေးတယ်ဆိုတဲ့အချက်နော် ခုကျွန်တော်တို့ရထားတဲ့ဒီလူဘဝမှာစိတ်ကိုကာမန်ပြုစုပြောထောင်ဖို့ကုသိုလ်တရားတွေမှာအားထုတ်ကြိုးပမ်းဖို့ဆိုတာဟာ ဘလောက်တောင်တန်ဖို့ရှိတဲ့အခွင့်အရေးလဲဆိုတာပို့ပြီးတော့နားလည်လာစေတယ်ပေါ့ ဟုတ်ပါတယ်တကယ်ကိုတန်ဖိုးဖြတ်လို့မရတဲ့အခွင့်အရေးပါပဲဒီအချက်တွေကိုစင်ကျင်ပြီးအားထုတ်နိုင်ကြပါစေ